မင်းတခါလောက် horoscope ဖတ်ပြီးတော့ဒီနေ့ကငါ့အတွက် lucky day ဖြစ်နေမယ်လို့မင်းယုံဘူးလားဒါပေမဲ့မင်းတကယ်မေးရမယ့်မေးခွန်းကကျဲတာယာတွေကလူတယောက်ရဲ့စိတ်ကိုတကယ်ပဲထိန်းနိုင်တာဆိုတာဒီအဖြစ်အတွက် astrology တွေရတော့မင်းရာသီဘွားတွေကစိတ်နှွညံ့တယ် Scorpio တွေကအားပြင်းတယ် Leo ဆိုရင်ယုံကြည်မှုမြင့်တယ်လို့အစသဖြင့်ပြောကြရပေါ့သူတို့အမြင်မှာ universe ရဲ့ energy တွေကလူတွေရဲ့စိတ်ကိုပုံသဏ္ဍာန်ဖန်တီးကြတယ်လို့ရှင်းလာရှိတယ်။ဒါပေမဲ့သိပ္ပံရမှာတော့အမြင်ကမတူဘူးဗျ။လူတစ်ယောက်ရဲ့ personality တွေ brain development တွေငယ်ဘဝအတွေ့အကြုံတွေ environment ပတ်ဝန်းကျင်တွေ genetics မျိုးဗီဇတွေကပဲအဓိကသတ်မှတ်ကြတာ။ကျဲတာယာတွေကလူတွေရဲ့စိတ်ကိုတိုက်ရိုက်မထိခိုက်နိုင်ပါဘူး။ဒါဆိုဘာလို့လူတွေက astrology ကိုရှုံးကြတာလဲအဖြေကတော့ psychology နဲ့ဆိုင်တယ်ဗျဘာနဲ့ effect ဆိုတာရှိတယ်ဗျအဲ့ဒါကလူတွေကပြောတဲ့အကြောင်းအရာတွေထွေပေါ့နော်အဲ့ဒါတွေကိုငါအကြောင်းပဲလို့ထင်နေတာမျိုးပြီးတော့ confirmation bias ဆိုတာလည်းရှိတယ်ဗျမှန်တာကိုပဲမှတ်ထားပြီးတော့မှားတာတွေကိုမေ့တယ်လားလူတွေကတကယ်တော့ truth and meaning ကိုလိုချင်တတ်ကြတယ်။ဒါကြောင့် astrology ကလူတွေအတွက် future prediction မဟုတ်ပဲ meaning ရှာတဲ့ system တစ်ခုဖြစ်နေတာပါ။အဆုံးသတ်မှာပြောချင်တာကတော့ astrology ကမှန်လားမမှန်လားတဲ့လူတွေဘာလို့ယုံကြည်တာလဲဆိုတာကပိုအရေးကြီးတာပါ။